ဒီတစ်ခါကျွန်တော်မလေးရှားပြည်နယ်ကိုရောက်တော့ဒီ Peranakan Mansion ကိုတွားပြီးလေ့လာပြတာပေါ့နော်ဒီ Mansion ရကြတော့ဒီပြည်နယ်ရဲ့ UNESCO site area ထဲမှာသူရှိနေရပေါ့နော်ဒီ Mansion ရဲ့ history ကိုပြောမှဆိုလို့ရှိရင်သူ့ရဲ့ owner က Chong Kang Gui ဆိုရဲဒီ Chinese တထေးကြီးပေါ့နော်သူက Peranakan community ဒီပြည်နယ်မှာပေါ့နော်သူကစပြီးတော့တည်ထောင်ခဲ့လူပေါ့နော်ဒီ mansion ရ 19th century မှာတော့သူကစောက်ခဲ့တာပေါ့နော်ဒါပေမဲ့သူ museum အနေနဲ့ဖွင့်တာတော့2004ခုမှာသူကဖွင့်ခဲ့တာပေါ့နော်ဒီ mansion ထဲမှာကျတော့ပစ္စည်းတွေကစုစုပေါင်း1000ကျော်ရှိရပေါ့နော်အကုန်လုံးကနှစ်100ကျော်ပြီပေါ့နော်အများသောအားဖြင့်ကသူကအဝတ်ထည်ဆိုလို့ရှိရင်ပိုးသားတွေရွှေတွေဒီကျွေတယ်ကြောက်တယ်အကုန်လုံးပေါ့နော်အဲ့ဒါအကုန်လုံးကလည်းအဖိုးတန်ရတနာတွေနဲ့လုပ်ထားရပေါ့နော်သူ့ရဲ့နောက်ပြီးဟိုးရင်တော့ architecture အဲ့ design တွေသူ့ရဲ့ furniture design တွေကိုလည်းလေ့လာလို့ရရပေါ့နော်အခုကျွန်တော်နဲ့တူတူဒီအဲ့ mansion ရဲ့အပေါက်အဝကိုစကြည့်တာပေါ့နော်ဒီမှာကျဟိုးရင်တော့ဒီ rickshaw ဆိုတာပေါ့နော်လန်ချားလိုဟာမျိုးလေးနဲ့သူအပေါက်အဝလေးမတွေ့ရတယ်ဒါအဲ့ entrance ကသူကဒီတယောက်ကိုringgit 30လောက်ပေးရတယ်ပေါ့နော်ဒေါ်လာနဲ့ဆို$9 $8လောက်ရှိမယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်3000လောက်ရှိမှာပေါ့နော်အဲ့အထဲထဲမှာတော့သူရဲ့ဆက်ဆက်အုပ်ကြီးမြင်ရတော့သူရဲ့အဲ့သူတို့ furniture လေးပေါ့နော်ဒီအဲ့ထိုင်ကုန်လေးသူ့ရဲ့အဲ့ကြောက်ကြောက်အိုးတွေပါပေါ့နော်ဒီအောက်မှာလည်းသူ့ရဲ့ floor လုပ်ထားတဲ့ပုံစံ design တွေကိုလည်းမြင်ရတယ်ဒါဆိုလို့ရှိရင်သူတို့အဲကန်းလို့ခေါ်မလားပေါ့နော်အဲ့မှာ furniture ကြီးအစုံမြင်ရတယ်ပစ္စည်းတစ်ခုချင်းစီရောစိတ်ဝင်စားဖို့ကောင်းတယ်ဗျာဒါပေမဲ့အကုန်လုံးတစ်ခုချင်းစီလိုက်ရိုက်ရင်လည်းဗီဒီယိုကအရန်ရှည်သွားမှာဖြစ်တဲ့အတွက်ဒီလိုမျိုးလေး run through ကြည့်ရအောင်နော်ဒါဆိုလို့ရှိရင်တကားကြီးပါကြီးဆိုလဲတော်တော်ဝိုးမိုက်တယ်ရှေးဟောင်းဟိုဖြစ်တယ်ပေါ့နော်ဒါသူတို့ရဲ့မှန်ကြီးပေါ့โอเคဒါကြတော့ထမင်းစားစပွဲကုန်ပေါ့နော်သူကလေဒီတထေးကြီးကသူကလေအဲ့ Scotland တို့ British တို့အဲ့လူတွေနဲ့လည်းသူကုံသွယ်မှုတွေပါလောက်ခဲ့ဘူးဆိုတော့တချို့ဥစ္စာကြီးကလည်းအဲ့တချို့ British လက်ရာဒီကျွေတယ်တွေအဲ့ဖန်တွေကိုလည်းမြင်ရတယ်ပေါ့နော်ဒါကြတော့ဒါကဘယ်လိုခေါ်မလဲသူတို့ထိုင်တဲ့နေရာလို့ပဲပြောမလားမသိဘူးအဲ့ဒီနေရာကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နောက်ပြီးတော့သူ့အပြင်မှာလောက်ထားတဲ့ပဒင်းပေါက်တွေပါကြီးကလည်းတော်တော်လေးကိုမိုက်တယ်ဗျဟိုးရှေးဟောင်းဟိုတရုတ်ဟိုအဲ့မို့ရှေးဟောင်းပစ္စည်းတွေမှန်သိတာရပေါ့နော်ဒါရရောက်ထိုင်ကုန်လေးပေါ့နော်သူ့ရဲ့ကနုတ်တွေဘာတွေထွင်းထားတဲ့ပုံစံတွေအကုန်လုံးကဟိုးရှေးဟောင်းလက်ရပေါ့နော်ဒီကောင်ကကျွန်တော်အောက်ထပ်ပဲရှိသေးရပေါ့နော်အပေါ်ထပ်ကမတားသေးဘူးဒီမှာတွေ့ဒီပုံစံနေဆို Europe design တွေလို့ပြောလို့ရရပေါ့နော်သူကအဲ့ပကြီးကားတွေဟိုဟာရစဒီလိုအဲ့ရုပ်ထုတွေပါရစသူကဒီ British တို့ Scotland တို့အဲ့ဟိုးအရင်တုန်းကအဲ့ကုံတွယ်တုန်းကသူဝယ်ထားတဲ့ပစ္စည်းအရာတွေမြင်ရပါအခုဆိုကျွန်တော်အပေါ်ထပ်ကိုတက်ကြည့်ပြီပေါ့နော်ဒါအပေါ်ထပ်ကိုတော့သူတို့ရဲ့အဲ့လေကားလေးနဲ့တက်ရပေါ့နော်အောက်ထပ်မှာလည်းနောက်ထပ်ကြည့်စရာနေရာရောရှိသေးတယ်ဒါပေမဲ့ကျွန်တော်အပေါ်ထပ်ကိုတစ်ချက်တက်ကြည့်လိုက်မယ်โอเคအပေါ်ထပ်ကကြတော့ဆက်ဆက်ဦးကြီးမြင်ရတော့သူတို့ရဲ့ဒီမှန်ရင်ကောင်လိုဟာမျိုးကြီးမြင်ရတယ်သူရဲ့ like ကခန်းစီဒီကျွန်တော်ဒီတကယ်ပေါ်တော့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒါထိုင်ပုံတော့ပေါ်တော့ကိုယ်ကရှင်းဟုတ်လိုက်တော့လာတယ်ဟုတ်တယ်အခုဆိုလို့ရှိရင်သူကအခု American ကနေပြီးတော့ direct flight နဲ့ပြည်တန်းကိုရှိနေပြီဆိုတော့မြန်မာတော်တော်များများလည်းပြည်တန်းမှာမြန်မာတော်တော်များများရှိနေဆိုတော့ဒီ mansion ကိုတစ်ခါတော့တော်လေးလာကြည့်စီပေါ့နော်ဆိုတော့ဒီပြည်တန်းမှာမြန်မာအများကြီးကျွန်တော်မြန်မာနိုင်ငံမှာလည်းအဲ့ဟိုစားတယ်နော်မြန်မာ community တွေတော်တော်ရှိတယ်ပြည်တန်းမှာရှိနေပြီးတော့ flight တွေကလည်းတော်တော်လေးကို direct ရန်ကုန်to ပြည်နယ်က direct ပြန်ပြီးနော်အော်ဒီမှာဆိုလို့ရှိရင်သူကဒီကျွေးတဲ့လိုပေါ့ဒါဖန်နဲ့လောက်ထားတာပေါ့နော်ဒါကြီးကတချို့ဟာကြီးဆိုလို့ရှိရင်ဒီတော့လက်ရလို့ပြောလို့ရတယ်
ဒီလိုဟာမျိုးဆိုစကော့တလန်တို့ဘာလို့ကလာရဲလက်ရတယ်လို့ပြောတာဒီလိုနော်တန်တူရဲ့ဘာကြောင့်လဲဆိုကျွန်တော်စကော့တလန်တို့ဘာလို့ကြောက်တဲ့အချိန်မှာလဲဒီလိုကျွေးဒီလိုဖန်နေကိုကျွန်တော်မြင်ဘူးနော်ဆိုတော့ဒါရဲ့နည်းနည်းလေးယူရိုပီယန်နည်းနည်းဆန်လို့ထင်တယ်တော်တော်လေးတော့ဖန်နေဆိုလောက်ဖို့ဆိုမလွယ်ဘူးပေါ့နော်ဘောလုံးကအပြာတွေးစုံနေတဲ့ဒီချောတော်တော်လေးကိုဖန်နေတယ်ဒီချအလှကြီးလောက်ထားပါတော့ဒါကြတော့သူ့ရဲ့နောက်တစ်ခန်းကိုကျွန်တော်ရောက်သွားပြီလို့ဒီမှာလဲနည်းနည်းယူရိုပလက်ရဟိုအင်္ဂလန်တို့ဘာကလက်ရမြင်ရပါတော့ဒီမှာကြတော့သူပိုးတဲ့ကိုလဲသူကဒီဗီဒီယိုတွေထဲမှာထည့်ထားရပေါ့နော်ဒါကြောင့်ဒီကျွန်တော်ရောက်နေတဲ့အခန်းကျတော့အိတ်ခန်းပေါ့နော်သူ့ရဲ့အိတ်ခန်းထဲမှာလဲဒီလိုပိုးတဲ့ဗီဒီယိုတွေထဲမှာအဲ့မို့ပိုးနဲ့ပတ်သက်တဲ့ဥစ္စာတွေပိုးနဲ့ပတ်သက်တဲ့အဝတ်စားတွေလဲထားရပေါ့နော်ဒါမှန်တယ်ကောမဟုတ်ဟုတ်ပြီဒါအပြင်ဘက်ကိုကျွန်တော်ထွက်တဲ့အချိန်မှာဒါကြတော့သူတို့ရဲ့ဒီအပြင်ဘက်ကဝရန်နာလိုဟာမျိုးပေါ့နော်သူအောက်ကိုလည်းလှမ်းမြင်ရပါဒီဘောကနေပြီးတော့အောက်ကိုလှမ်းကြည့်လို့လည်းရပါဒီထဲမှာတခုထူးကြလေဒီကျွေးတယ်ဖန်တယ်ဒီဟာလေးဆိုကျွေးတယ်ပေါ့နော်ထူးခြားလှပဒါမျိုးဆိုတော့တရုတ်လက်ရာဖြစ်မှထင်တယ်ဆိုတော့ဒါကိုလှဟိုတကယ်နဲ့အဲ့အမျိုးစိတ်ဝင်စားတဲ့လူတွေဆိုရင်တော့ဒါယူလေးလာလို့ကောင်းတာပေါ့နော်ဒါကြောင့်ကျွန်တော်ဒီမန်ရှင်းရဲ့အပြင်ဘက်ကနေဝရန်နာကိုထွက်ကြည့်ရပါတော့ဒီဝရန်နာကလည်းအကျယ်ကြီးပဲအပြင်ဘက်မှာသူတို့ပန်းချန်လို့ဘယ်လိုပြောမလဲဟိုပိန်လေးနည်းနည်းစိုက်ထားတယ်ဒါတော့သူတို့ပြန်လဲပြုတ်ပြင်မုံမှန်ထားရလို့ပြောရမှာပေါ့နော်ဒါရှေးဟောင်းသူတို့ရဲ့ဟိုအာခီတချာလို့ပဲပြောမလားအဲ့မို့လက်ရအောင်မြင်ရပါပေါ့နော်ဒါကနောက်ထပ်တစ်ခန်းကိုကျွန်တော်ထောက်ဝင်ကြည့်တာဟုတ်ပြီဒါကြောင့်သူတို့ရဲ့ဧကန်နောက်တစ်ခုပေါ့သူကအကုန်လုံးမြူဇီယံအနေနဲ့တော့သူကပြန်ပြီးတိစောက်ထားတာဖြစ်တဲ့အတွက်အစုံလုံးတကယ်ဟိုဟာမျိုးပေါ့နော်မြူဇီယံပုံစံမျိုးပေါက်နေရပေါ့ဒါကသူတို့ရဲ့ history မှာရှိရဲ့ဟိုဟာပေါ့ဒီအိမ်မှာနေခဲ့လူတွေပေါ့နော်ဒါကနောက်ထပ်အိတ်ခန်းတစ်ခန်းပဲဒါဘီရိုပေါ့နော်ဒါကြီးကလည်းလုံးဝဟိုရှေးဟောင်းလက်ရာကြီးမှန်သိတာရပေါ့နော်ဒီမှာလေသူကဒီဒီကပရဏကန်အဝတ်စားပေါ့နော်အဲ့ဟာလေးဝတ်ပြီးတော့ဓာတ်ပုံလေးပါရိုက်လို့ရတယ်ဒီမန်ရှင်းထဲမှာအဲ့ဒါကြီးကဘယ်လိုယူလဲမသိဘူးသူ charges တော့ရှိမှာပေါ့နော်အခုကျွန်တော်တို့ဝရန်နာနေပြီးတော့အောက်ကိုလှမ်းပြီးတော့ရိုက်ပြပါတော့ဒီဝရန်နာနေပြီးတော့လည်းအောက်ကိုလှမ်းပြီးကြည့်လို့ရတယ်ပေါ့ခုနကကျွန်တော်အောက်ကနေအဖို့တက်ခဲ့ရပါတော့ဒီပီနန်းတော့တော်တော်လေးကိုပူရပြဘယ်လိုပြောမလဲရာသီဥတုကကျွန်တော်သွားတဲ့အချိန်ကနေရာသီလည်းဖြစ်နေတော့တော်တော်လေးကိုပူနေရပေါ့နော်အပေါ်ကနေလည်းအောက်ကိုလုံထားသူတို့ရဲ့လက်ရအိမ်ဆောက်ထားရဲ့အထွေးလေးကပုံစံinterior design ကတော်တော်မိုက်တယ်ပေါ့နော်။အိုးအရင်တော့ကပုံစံပေါ့နော်။ Okay ဒါနောက်တစ်ခါကိုကျွန်တော်ဝင်သွားတာဒီနောက်တစ်ခါမှကြာလဲနောက်တစ်ခါကလည်းနောက်ထပ်အိတ်ခန်းတစ်ခုပဲ။အဲ့မှာဆိုလို့ရှိရင်သူတို့အဲ့ပိုးတယ်လေးတွေချိတ်ထားရှိမယ်။ဒါကနောက်ထပ်တစ်ခါပေါ့နော်ဒီအိတ်ခန်းတစ်ခါပဲသူကရေဒီယိုအဟောင်းတွေပါရောရှိတယ်။TV အဟောင်းလည်းရှိတယ်နော်။ဒီမှာတချို့ကအဲ့မို့သူတို့ဒီပရဏကန်ဝတ်ဆောင်ဝတ်ပြီးတော့သူတို့အဲ့မှာဓာတ်ပုံတွေပါရိုက်ကြရပါတော့ဒီ mention ရလည်းပရဏကန်အဲ့ community အဲ့ Chinese Hokkaido တို့ပါအဲ့အကုန်လုံးဒီမှာဒီလူရက်တီထောင်ခဲ့ရပါတော့ဒါအနောက်ဘက်မှာရှိရသူတို့ရဲ့ရိုးရာဝတ်ဆောင်ပေါ့နော်အဲ့လေးလည်းပြတာရပိုးတွေထည့်ထားရဲ့ဘီရိုအခုကျွန်တော်ရောက်နေတဲ့နေရာလဲနောက်ထပ်အိတ်ခန်းတစ်ခုပေါ့နော်
ဒီအိတ်ခမ်းထဲမှာတော်တော်သားနာရပြသူ့ရဲ့အိတ်ခမ်းစောက်ထားရဲ့ပုံစံနေ structure တွေပါရဲ့တော်တော်မိုက်တယ်ဒါအပြင်ဘက်ကိုပြန်ထွက်လို့ရှိရင်သူတို့အဲ့မို့ဖျားစင်လိုပုံမျိုးရှိမယ်ဒါအောက်ထပ်ကိုရောက်သွားပြီပြအောက်ထပ်ကသူတို့ရဲ့ပန်းချံလိုနေရာမျိုးလေးပေါ့အဲ့အတွင်းထဲမှာပဲသူကစောက်ထားတာပဲအဲ့တချို့ဟာလေးကသူရအပြင်ကိုထွက်လိုက်တယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒီနေရာမှာဓာတ်ပုံရိုက်လို့ရတယ်ပေါ့နော်ပြီးရင်သူကအဲ့အမျိုးလေး print ထုတ်ပြီး ringgit 15ကျပ်ပေါ့နော် ringgit 15ကျပ်ဆိုလို့ရှိရင်သူတို့အဲ့မှာရိုက်လို့ရတယ်သူအိမ်ထဲမှာပဲသူကအဲ့ဒါဒါပေမဲ့အပြင်ဘက်မှာအလင်းကထွက်နေရပါတော့အိမ်ထဲမှာပဲသူဟိုဖြစ်တယ်။အော်မို့ဒါက water fountain လိုဟာမျိုးပေါ့နော်။အဲ့မှာဓာတ်ပုံရိုက်လို့ရတယ်။အဲ့မှာသူတို့ပတ်စံတော့ပေးရတယ်ပေါ့နော်။ဒီဘက်ကိုဆက်သွားကြည့်မယ်ဆိုလို့ရှိရင်ဒါအပြင်ဘက်က gift shop ရောက်သွားပြီထင်တယ်။ဟုတ်တယ်ဒီမှာအမှတ်တရလက်ဆောင်ပစ္စည်းကိုဝယ်လို့ရမယ်။ပြီးတော့အဲ့မှာသူနဲ့ပတ်သက်တဲ့ဟိုပါပေါ့နော် key chain တွေဘာညာရေး souvenir ရောင်းတဲ့ဆိုင်ကိုရောက်သွားပြီပေါ့နော်အဲ့အထဲမှာဒီလောက်ပါပဲဒီဟာဆိုလို့ရှိရင်လည်းအပြင်ဘက်မှာဆွဲထားတဲ့ပချီကားယူရုပ်ထုမြင်ရပါပေါ့နော်မျိုးလေးလည်းရှိတယ်ဟောဒါအင်းသားတော်လို့ရှိရင်အောက်ထပ်ပါပေါ့။ဟုတ်ပြီဒီဘက်ကိုဆက်သွားလို့ရှိရင်အောက်ထပ်မှာပဲတော့နောက်ထပ်ကျွေးရပြထားတဲ့နေရာတခုရှိမယ်ပြီးရင်ဒီမှာစားသောက်ဆိုင်တွေတခုရှိမယ်အထဲထဲမှာပဲဖွင့်ထားတာ။သူကဒီမှာကားကြတော့မီးဖို့ကြောင်နေရာဖြစ်သွားပြီပေါ့နော်။သူမီးဖို့ကြောင်နေရာမှာတော့ကျွန်တော်တို့အစားတောက်တွေပါစားလို့ရလားမသိဘူးကျွန်တော်ဟုတ်တယ်အဲ့မှာအစားတောက်တွေပါလေးမှာလို့ရမယ်နောက်ပြီးသူဒီမှာလည်းထပ်ပြီးတော့ပြသထားရှိရယ်သူတို့မီးဖို့ကြောင်နဲ့ပတ်သက်ပြီးတော့လည်းသူတို့အဲ့မူလေးအရင်တော့ဟာမျိုးလေးပြအဲ့မှာ coffee တို့ပါအောင်ညာတို့တောက်လို့ရရဲ့အစားတောက်ဆိုင်တေးလေးရှိရယ်မျိုးပေါ့နော်ဒါအဲ့ဟိုဂျိုင်းဒီပါလေးညာရယ်ပေါ့နော်အဲ့မီးဖို့ကြောင်ထဲမှာသူတို့ထားရဲ့ပုံစံလေးပေါ့အဲ့မှာအေးပါညာဝယ်တောက်လို့ရတယ်ဟုတ်ပြီဒါကျွန်တော်အရှိဘက်ကိုပြန်သွားတာအောက်ထပ်မှာကျန်ခဲ့နောက်ထပ်တစ်ခန်းကိုသွားတာပေါ့နော်သူအခန်းတွေရောအများကြီးပဲရှိရဒီ mansion ထဲမှာရောကြည့်လိုက်ရင်ဒါအရင်ကြီးအကြီးမုတ်ထင်ရမယ်အထဲထဲမှာသူတို့စောက်ထားတဲ့ structure တွေဖွဲ့စည်းပုံတွေရောတော်တော်မိုက်တယ်ပေါ့နော်ဒီအပြင်ဘက်မှာကြတော့မင်းသားဝေးနဲ့အဲ Princess Diana ကိုလာပြီးတော့လဲခဲ့တဲ့ဟိုပါပေါ့နော်အမှတ်တမ်းရှိရပေါ့နော်မြန်မာလို့ဆိုဝေလာမင်းသားပေါ့နော်ဝေလာမင်းသားနဲ့အဲ့ဒိုင်ယာနာနဲ့လာလိုက်ခဲ့ရဲ့အဲ့မှတ်တမ်းလေးလည်းရှိရပေါ့နော်ဒီဘက်တစ်ခုကကြာတော့ souvenir ရောင်းတဲ့ဆိုင်ပေါ့နော်ဒီမှာတော့အကုန်လုံးမုတ်တွေ coffee တွေအစားအသောက်တွေ souvenir တွေဝယ်လို့ရရပေါ့နော်ကဲဟုတ်ပါပြီဒီဗီဒီယိုလေးရောဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာ travel ဘယ်ကိုသွားပြင်မလဲဆိုရဲဥစ္စာလေးကိုလည်းဆက်ပြီးတော့ပဲအားပေးကြပါအောင်လို့အားလုံးပဲကျေးဇူးတင်ပါတယ် see ya